Zeyandom Bodhiya Mule the Janam Nandi Vodano Zeyandom Bodhiya Mule the Janam Nandi Vodano Ewa Mewa Zeyo Hodu Zeyadu Zeyamingali The Janam Dagi Nueva Yamin Dadoi Nandi Vodano Zeyayo Shem Yoye Bidi Long the Bane Nete Wim Yo at the Yedo Zero Movie Dada Bodhiya Message Jam Yamawe Pyavya Shon We Bao Yao Sedi at the Yetin Lin Yang Bodhi Bimi Muli Barami Gudo Myaturu Jam Alo Leo Bobo Tili Abarazida Balayin Nai Zeyando Yada Ngaba Mao Yandu Bongo Chao Zong Bong Sin Ong Lan Lun Yue Lue Lin Debu Ong Min Do Mu Degedo Iwa Miwa Bwele Ong Min Paya Shin I Ong Zin Mi Yu Ini Duda Layan Mi Amagam Ong Digi Ong Jui Din Yui Ong Min Yam Yo Davido Dua Zeya Mingalam Ong Ya Bao Ong Yang Mingala Ong Min Jim Chabya Rodi Hodu Hondu Tete Newon Tondi La Sam Puente Mando Sound away with you see Nanya Vazi Gondari Zeya Lu Zeya Ho Ong Sumo Yang Shing Mi Gedo Miasi Zain Ding Ding Nide Ong Su Chi Mi Yue Ong Yin Do Mu Nai Ja Vazi Gondari Lu Ong Ziya Ong Zi Jiang Ong Suri Dong Bido Ong Jiang Mingala Ong Gata Ne Digani Dhamma Davin Dhamma Belingu Satin Punle Lai Babi Yaku Aswan Tim Yedo Gata Rom Yagu Nayu Jinyo Yu Nija Do Siro Muro Mya Koi Jama Jin Sei Chanda Jin Ne Bizo Nanya Vazilu Medda Mya Buddha Leye Tadana Ro Ne Achin 2549 ခုမြန်မာတို့၏ဟောဟာကောဇာတက္ကရာအဖြစ်1368ခုတရင်ကျော်လပြီကျော်တရက်နေ့ခရစ်နှစ်အဖြစ်2006ခုအောက်တိုဘာလ9ရက်နေ့ဒီနေ့ဒီရက်မှာဗုဒ္ဓဘာသာဝင်သူတော်စင်တို့အတွက်တည်တဲ့တည်ထိုက်ရတဲ့ရထိုက်စောင့်ထားတဲ့စောင့်ထားတိုက်သောအစွမ်းထက်မြတ်သောဂါထာတော်များကိုရွေးစီစစ်ပြီးတော့ဓမ္မဒါနပြုလိုက်ပါတယ်ရှေးဥစွာသူဗုဒ္ဓထေရပါဒံမှာလာရှိတဲ့ဂါထာတစ်ပုဒ်ကိုရွတ်ဆိုပြီးတော့မှဒီကနေ့စီတော်မြို့တော်များဖျားမြတ်စွာရဲ့ဂုဏ်တော်များကိုပွားများဖို့သူဗုဒ္ဓထေရပါဒံပါဠိတော်ကိုရွတ်ဆိုပါမယ်ဘာဝေဗုဒ္ဓနုတ္တိဘာဝနာနာမနုတ္တရံဘာဝေဗုဒ္ဓနုတ္တိဘာဝနာနာမနုတ္တရံဣမံတတိဘာဝယိတဝါပုရယိတတိမာနတံဒီဂါထာရဲ့အဓိပ္ပာယ်မြန်မာပြန်ကတော့ဗုဒ္ဓမြတ်စွာရဲ့ဂုဏ်တော်များကိုနေ့စဉ်နေ့တိုင်းရွတ်ဆိုပွားများအားထုတ်လျင်တင့်ရဲ့စိတ်ထဲမှာရှိသမျှလိုအင်ဆန္ဒစိတ်အကြံစီဟူသည်မျှတွေမုတ်ချမပြည့်ပြည့်စုံနိုင်ပါပေလိမ့်မယ်ဒါကိုပဲဘာသာတိကာကျမ်းပြုအကျော်မဟာကန္တဝံဆရာတော်ဘုရားကြီးကနေပြီးတော့လင်္ကာဆောင်ဖို့နဲ့မြတ်စွာဘုရားရှင်ကိုတော်မြတ်များရဲ့ဂုဏ်တော်များကိုပွားများဖို့ဆိုပြီးတော့နှိုးဆော်တိုက်တွန်းထားပါတယ်။အိုဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့နေ့စဉ်နေ့တိုင်းနည်းနည်းပိုင်းနဲ့ညပိုင်းအခါသောတ္တာဤများစွာဂုံစုအာယုံပြုလော့လူမှုကိစ္စအဆောင်ရွက်ကြလေ
ဗုဒ္ဓသောမြတ်မနောဒ၌မပြတ်မီကားယတ္တိလာသို့မေတ္တာနှလုံးသစ္စာသုံး၍ရွှင်ပြုံးအေးမြပြုလုပ်ကြလော့သို့မှဗေဒံတွင်ပြင်းရန်ကိုအမှန်ကိုကအနိုင်ရလျက်ဘဝတလျှောက်ကြံတိုင်းပေါင်းမီဗုဒ္ဓဂုဏ်ကိုပွားများစို့မြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်များကိုပွားများကြမယ်ဆိုလို့ရှိရင်ရရှိကြမယ်အကျိုးတရားများကတော့မိမိရဲ့ခန္ဓာကိုယ်သည်စေတီအိမ်နဲ့တူပြီးတော့မှသူတစ်ပါးရှိခိုးမှုကိုခံတိုက်ခြင်းဒါကနံပါတ်1ပါနံပါတ်2ကိလေသာများမရောနှောနေသဖြင့်စိတ်ရဲ့ရင့်ကျက်တည်ကြည်ခြင်းနံပါတ်3သေဂာနီးမှာမတွေ့မဝေသေရပြီးတော့မှနတ်ရွာစားတဲ့သူဂတိဘဝကိုရရှိခြင်းနံပါတ်4နောကဘုရားရှင်တို့နှင့်တွေ့သောအခါမြတ်စွာဘုရားကတရားဟော၍သစ္စာ4ပါးကိုသိလွယ်ခြင်းနံပါတ်5ဖြစ်ရဘဝတိုင်းမှာမြင့်မြတ်သောအမျိုး၌ဖြစ်ရခြင်းနံပါတ်6သူတစ်ပါးတို့ရဲ့အယုသေပြုမှုကိုခံရခြင်းနံပါတ်9ချီးမွမ်းတိုက်သောကိုယ်အင်္ဂါနှင့်ပြည့်စုံခြင်းနံပါတ်10ရုပ်အစဉ်အင်္ဂါကောင်းမွန်ခြင်းနှင့်ပြည့်စုံခြင်းနံပါတ်9ခန္ဓာကိုယ်ရဲ့အနတ်မှွေးပြန့်ခြင်းနံပါတ်10ခရွင်းအနတ်မှွေးပြန့်ခြင်းနံပါတ်11ကြီးကျယ်သောဉာဏ်ပညာနှင့်ပြည့်စုံခြင်းနံပါတ်12နည်းနည်းသောဉာဏ်ပညာနှင့်ပြည့်စုံခြင်းနံပါတ်13ထင့်မြတ်သောဉာဏ်ပညာနှင့်ပြည့်စုံခြင်းနံပါတ်14လျင်မြန်စွာသောဉာဏ်ပညာနှင့်ပြည့်စုံခြင်းနံပါတ်15ရွှင်သောဉာဏ်ပညာနှင့်ပြည့်စုံခြင်းနံပါတ်16စမ်းကြယ်သောဉာဏ်ပညာနှင့်ပြည့်စုံခြင်း